လူအများစွာသည်ခေါင်းထဲသို့သို့မဟုတ်နှလုံးသားထဲသို့ဆင်းရဲခြင်းငွေကြေးပြဿနာများမျိုးရိုးစင်းသက်လာသောယောဂများမအောင်မြင်မှုများမကုန်ဆုံးသောအိမ်ထောင်ရေးပြဿနာများကြောင့်စသည်ဖြင့်ဦးခေါင်းကိုညှစ်နေသောငြိမ့်ငြိမ်သောချောင်းထိုးမှုတစ်ခုလိုက်သောနာကျင်မှုကိုခံစားပူးကြသည်အိမ်ထောင်ဖျက်ခြင်းညှင်းပယ်ခံရခြင်းဝိညာဉ်ရေးတိုက်ခိုက်မှုများနှင့်မပြေလည်နိုင်သောအခြေအနေများသည်စိတ်နှလုံးကိုဖိနှိပ်နေသည့်မမြင်ရသောမြစ်ပင်ပန်းများလိုဖြစ်တတ်သည်ယင်းသည်တစ်စုံတစ်ခုသာမကငြိမ်းမှုဖြစ်သည်ထွက်ဖွာအားလုံးမြောက်ခြင်းမရှိသောချုပ်ကိုင်မှုတစ်ခုလိုခံစားရသည်ဖန်ဆင်းခြင်းကြံခြင်းဤစစ်အခန်း3တွင်ပထမဆုံးလူဖြစ်သောအာရန်သည်ဖျားသခင်ကိုမနာခံသည်နှင့်တပြေးညီမြေယာသည်ဆက်နံခြင်းခံရကမြက်ကလေးနှင့်မြစ်ပင်ပန်းများများပြားလာသည်ဟုဖော်ပြထားသည်ထိုမြစ်ပင်ပန်းများသည်တဘာဝပင်များသာမကထိုအချိန်မှစ၍လူပေါင်းထဲသို့ဝင်လာသောနာကျင်မှုဝမ်းနည်းမှုနာမကျန်းခြင်းတို့၏သင်္ကေတဖြစ်ကြသည်သို့သောတာယာသောသတင်းမှာယေရှုသည်အဲ့ဒီဆက်နံခြင်းကိုဖယ်ရှားရန်လာခဲ့သည်သူမဆွတ်စင်မီရောမစစ်သားများကယေရှုကိုပြစ်တင်ပြီးပကောင်းတစင်းကိုမြစ်ပင်ပန်းများဖြင့်ယူသွတ်စွာထုတ်လုပ်ကာသူ့ဦးခေါင်းပေါ်တွင်ဖိနှိပ်ကြသည်သူတို့ကယူဒေလူမျိုးတို့၏တကယ်ဘယင်ဟုတန်တရားနှင့်စိန်ဆွဲ၍ပြစ်တင်ကြသည်ထိုမြစ်ပင်ပန်းများသည်သူ့အသားကိုထိုးဝင်လာသည်သူ၏သွေးသည်မျက်နှင့်အတူယိုစီးလာသည်အင်းသည်နာကျင်စရာဖြစ်သည်မျက်နှာဖုံးကြသည့်အတိုင်းနီးလန်းဖြစ်သည်သို့သောထိုခိုက်တန့်တွင်ယေရှုသည်ကျွန်ုပ်တို့အတွက်မူရင်းဆက်နံခြင်းကိုလက်ခံခဲ့သည်ဂလာတိသားစဉ်အခန်း3တွင်ဖော်ပြထားသည်ခရစ်တော်သည်ကွဲပြားခြားနားသောတမန်ကျမ်းတော်၏မိန့်တော်များအရာတက်တန်းဖြတ်ခြင်းအတွက်တာယာသောအမွေဆက်ခံခွင့်ကိုကျွန်ုပ်တို့ထံသို့ပေးရန်အတွက်ရင်းဆက်နံခြင်းကိုတတ်သိခံခဲ့သည်ထိုအမွေဆက်ခြင်းသည်စီးရဲမှလွတ်မြောက်ခြင်းယောဂါမှပျောက်ကင်းခြင်းမျှော်လင့်မှုဖြင့်မအောင်မြင်မှုများကိုအစားထိုးခြင်းအငြိမ်းစားပြေလည်မှုကိုယခင်အနောက်အဖွဲ့များအစားထိုးခြင်းတို့ဖြစ်သည်ထို့ကြောင့်တိတ်မှသူမြဝါလာယေရှုသည်တင့်အတွက်မြစ်ပင်ပန်းဖြင့်ပြုလုပ်သောမိုင်းတစင်းကိုတကယ်ဆွတ်ဆင်ခဲ့သည်တိတ်လွတ်မြောက်နိုင်စေရန်အဲ့ဒီဆက်နံခြင်းကိုသူကဖယ်ရှားခဲ့သည်တင့်အသက်တာသည်ဖျားသခင်အားဖြင့်ချီးမြှင့်ခြင်းခံရသောအသက်တော်အသက်တာဖြစ်လာနိုင်သည်ယေရှုထံသို့ဦးတည်ကြပါတင့်အတွက်ချစ်ခြင်းကြောင့်ခံစားရသောဘယင်ဖြစ်သောယေရှုကိုယုံကြည်ပြီးတက်တန်းအသက်ကိုလက်ခံလိုက်ပါသူသည်မြစ်ပင်ပန်းကိုဝစ်ဆင်ခဲ့သောဘယင်ဖြစ်ပြီးတင်သည်ဖျားသခင်၏ချီးမြှင့်ခြင်းကိုဝစ်ဆင်နိုင်ရန်ဖြစ်သည်